ဘူးနေ့စက္ကန့်အောင် online မြင်ရလေငါလွန်သွားမှာ နည်းနည်းတော့လွန်သွားတာပေါ့ဟာ तू ကနေ့နာရီလေးကိုကောက်လာပေးရမလားဒီနာရီလေးကနင့်အတွက်အရေးကြီးရဲဆိုတာမသိပါတယ် အင်းနော်ငါတို့ပြရပြီးချောင်းပြောလိုက်ကြတာ နင်ကိုကလေအဲ့နာရီနဲ့ပတ်သက်ရင်ဆန်းတက်ဖြစ်နေတာငါမပြောလိုက်ချင်ခုချိန်ဆိုဟန်ငိမ့်နဲ့သူ့ဘဝနဲ့သူဖြစ်နေ ငါ လား သိပါတယ်ဟာဒီထက်ကိုမိတ်နိုင်ဘူးဆိုတာဘယ်လိုကိစ္စမှမဟုတ်ဘူးဒီနိုင်လေးကလည်းငါတို့တခုတည်းတော့အမှတ်တရဖြစ်နေရတော့ငါလည်းမတက်နိုင်ဘူး ဒါဆိုနေထပ်မချစ်တော့ဘူးလား ငါလည်းမစဉ်းစားချင်နေပါဘူးဟာ အော်ဒါနဲ့လေနင်တတိထားမိလားစက္ကန့်ဆိုရဲကောင်လေးရလေနင်းနဲ့တွေ့ရင်တဲတဲလှုပ်ပဲဘလို့မနဲ့မသိဘူးอ่ะနင်တတိထားမိလား ကဲထားပါတော့ဟုတ်ငါလည်းအကြောင်းစင်းနေပြီဆိုတော့ဒါလည်းရအောင်နေပါရဲ့ မင်းရလေကွာကြာလိုက်တာ မင်းရတယ်ကွာလူကြီးကလည်းစားလို့လာပြရပြီစိတ်အေးထားတယ် ပြေးပါ မင်းကလည်းတေချာဖြစ်တယ် ဟောက်မှာပြောရှင်လည်းငါဖေကားလာတယ်တော်သေးအောင် ဟေး အဖေ ငါ့ကို ဟန်ငိမ့် အဖေဒါကသားရဲတီချယ်ဘယ်ဦးလို့ပါတီချယ်ဒါကတော့သားရဲ့အဖေခုခံနေမှာ ဟုတ်ကဲ့တွေ့ရတော့ဝမ်းသာပါဒီရှင်ကျွန်တော်စက္ကန့် ဟုတ်ကဲ့ဟုတ်ကျမတို့ကိစ္စလေးရှိတယ်သူ့ပြပါမယ် မင်းကြီးလည်းစား တီချယ်နဲ့ဖေဖေနဲ့တိတ်နေကြတာ မင်းကြီးကအကြောင်းကိုမင်းကြီးမနာပဲ ဒါပေမဲ့တီချယ်ကိုကြည့်ရဖေဖေနဲ့မတွေ့ခင်ဆိုတော့ ဒီကကြောက်ဖို့ကောင်းတယ် ဟုတ်ကဲ့ဟုတ်တယ်ကောင်းမေးတယ်မေဦးနေအဆင်ပြေရလား စက္ကန့်ဟဲ့ရဲ့တားတယ်မေမေတကယ်ချင်း ဟမ်အော်ရှင်မဟုတ် ဟိုလေးငါ့ကိုဟန်နီကတခုပြောခိုင်းလိုက်လို့ဟာ ဟန်ကြီးကဘာပြောခိုင်းလိုက်တာလဲ ဟိုချိန်တဲ့နေရာလေးပြောင်းသွားတာ။ तू ကအကြောင်းပြင်မှာစောင့်နေမယ်တဲ့။ပြီးတော့အပြန်ကြောက်လို့ရှိရင်နည်းတခုစားတင်တယ်လို့ပြောရဲ အော်ဟုတ်လားဒီမှာကျေးဇူးပဲเนาะတကယ်ချင်းအစကသွားလိုက်မယ်